ဘရာဇီးကဂျပန်ကိုအလွယ်တကူဖျက်ကျော်သွားနိုင်မလားဒါမှမဟုတ်ဂျပန်ကပဲအံ့ဩသစ်စရာဖန်တီးမလားကဲဒီညကစားမဲ့ဘရာဇီးနဲ့ဂျပန်ပွဲကတော့တကယ်ကိုအကျိတ်နဲ့ရှိပြီးကြီးလို့အကောင်းဆုံးပွဲကြီးပွဲကောင်းဖြစ်လာမှာသိကြပါတယ်ရှစ်သင်းစင်းတက်ရှုံးထွက်အဆင့်ဆိုတော့နှစ်ဘက်စလုံးအမားခံမှာမဟုတ်သလိုဂိုးတွေအပြန်အလှန်မြင်ရဖို့ရှိနေပါတယ်ပွဲမစခင်အသင်းတစ်သင်းရဲ့အခြေအနေကိုပေါ့ပေါ့ပပလေးခွဲခြမ်းစိတ်ဖြာကြည့်အောင်ဘရာဇီးအသင်းရဲ့အခြေအနေနီးပြအစလော့တီရဲ့ဘရာဇီးကတော့ထုံးစံအတိုင်းခါးသမားတက်ဦးချင်းစီရဲ့ဆရာကျတဲ့စကေးတွေ individual စကေးတွေအားကိုးပြီးတိုက်စစ်စင်ပါလိမ့်မယ်ဘယ်တော့မှတက်စစ်နီးပြကဗီနီစီယက်ကိုအဓိကအားကိုးပါတယ်ဗီနီစီယက်ကိုအားကိုးပြီးတော့ဂျပန်ခက်စစ်ကိုမှွေနှောင်းဖို့ကြိုးစားပါလိမ့်မယ်ကိုရအောင်ယူပါလိမ့်မယ်တက်ဦးချင်းဆွမ်းဆောင်ရင်ဘရာဇီးကဘောလုံးရတာနဲ့သူတို့ရဲ့တက်စစ်ခါးသမားတွေ individual စကေးတွေအမိုက်သားစကေးတွေသုံးပြီးတော့ပြိုင်မဲ့ခက်စစ်ကိုအဓိကအသုံးချတာပါတခါလေကျဘရာဇီးကတိုက်စစ်စင်ရင်နဲ့ကွင်းလယ်မှာတိုက်စစ်စင်ရင်နဲ့နောက်တန်းကစပိတ်တွေအများကြီးကျန်တတ်တဲ့ဒါကဘရာဇီးရဲ့အားနည်းချက်ပါဂျပန်တို့ရဲ့တုံ့ပြန်မှုဒီဘက်ကဂျပန်အသင်းကတော့ဒီပြိုင်ပွဲမှာအသင်းလိုက်စုဖွဲ့မှုနဲ့စီကံပိုင်းအကောင်းဆုံးအသင်းလို့ပြောရမှာပါဘယ်လိုအသင်းကြီးကိုမဆိုဒုက္ခပေးနိုင်တဲ့အရေးချင်းရှိပါတယ်အပြင်းအထန်ဖိအားပေးတာဂျပန်ကပြိုင်ပွဲကွင်းထဲထိလိုက်ပြီးဘောလုံးကိုတင်းဖိအားပေးကစားတတ်ပါတယ်ဘောလုံးပြန်ရပြီဆိုတာနဲ့တယောက်နဲ့တယောက်နားလည်မှုအပြည့်နဲ့တိုက်စစ်လမ်းကြောင်းကိုလင်းမြန်မြန်ကြောင်းပြီးတိုက်စစ်စင်ပါတော့တယ်ဂျပန်အသင်းကစီကံရှိရှိအသင်းလိုက်ညီညာညာကစားနိုင်တယ်မိနစ်90အပြည့်အချိန်ထိအမောခံနိုင်ရည်စွမ်းရှိပါတယ်ကဲဘာဖြစ်နိုင်လဲနှစ်တင်းစလုံးကတိုက်စစ်အသားပေးပြီးကစားဟန်ပြောင်းလဲမြန်ကြတော့ပွဲစကြတဲ့ဂိုးတွေအပြန်အလှန်မြင်ရဖို့များပါတယ်ဒါကြောင့်ဒီပွဲမှာနှစ်ဖက်စလုံးဂိုးတွေအပြန်အလှန်တွင်းကြရင်းနဲ့ဂျပန်အသင်းကဘရာဇီးကိုအကောင်းဆုံးဒုက္ခပေးပြီးဂိုးများကြီးထွက်မဲ့ရလက်သို့မဟုတ်အံ့ဩသင့်သွားစေမဲ့ရလက်ကောင်းတစ်ခုဖော်ဆိုင်သွားနိုင်မယ်လို့သုံးသပ်လိုက်ရပါတယ်ဒါကြောင့်အပြန်အလှန်သင်းဂိုးတွေနဲ့ဂိုးပေါ်မယ်လို့ယူဆပါတယ်ကျွန်တော်ရွေးချယ်မှုကတော့ဂျပန်ဂိုးပေါ်ပါအဲ့တော့ညီကိုတွေရဲ့အမြင်ကိုလည်းဂိုးပေါ်မှာတစ်ချက်ရေးပေး